တိုင်းမအားပါ ညီဟာသူ့ကားပင်ပေါက်သွားလို့လမ်းဘေးမှာရက်ထားရတယ်။ကဆိုးကျင်တော့သူ့ကားပင်လဲဖို့ကြိုးစားနေတော့ဘင်းကိုခိုင်မြဲစေတဲ့မူလေးလုံးစလုံးညောင်းနေကြသွားပြီးရှာမတွေ့တော့သူဘာလို့ရမှမတီးပဲစိတ်ပြက်လက်ပြက်နဲ့လမ်းဘေးကအယူတောင်ချက်စီရုပ်ကိုပြီးရက်နေလိုက်တယ်။အဲ့ဒီအချိန်ချက်စီရုပ်ထဲမှာလူနာတယောက်ကသူ့ကိုအခဲခဲဆိုင်ကြည့်နေတာပိုတတိထားမိတော့တယ် ဒုက္ခပါပဲဒီယူကငါ့ကိုဘာလုပ်လဲမသိဘူး ။ကိုအတွင်းနဲ့ကိုကြောက်နေပေမဲ့အဲ့ဒီလူနာကလှမ်းမေးလိုက်တယ် ခင်ဗျာဘာဖြစ်နေတာလဲ ကျွန်တော်ကားပိတ်မှုလေးတွေမြောင်းနေကြတော့လို့ဗျာကားပိတ်တက်လို့မရတော့ ဒါအမြခက်တာမှတ်လို့ကျန်တဲ့ဘိန်းလုံးမေးရနီမူလီတစ်လုံးစီဖြိုးလိုက်လေပြီးရင်အဲ့သုံးလုံးနဲ့ဒီဘိန်းတွေကိုဓာတ်လိုက်နီးဆုံးဝရှော့ရောက်တဲ့အထိတော့မောင်းလို့ရသေးတယ် ဟာခင်ဗျာဒီလောက်တော့တာဘာလို့အီးတောင်းနေရောက်နေရတာလဲ ကျွန်တော်ကယူလို့ထီရောက်နေတာဗျအားလို့ထီရောက်နေတာမဟုတ်ဘူး ။စကားပြောလို့ပြီးသွားတာနဲ့လူနာကအဆောက်အုံစီပြန်သွားသည်ကိုညီညီတယောက်ခေါင်းကုန်းလေးရတာချင်ရိခဲ့သည် အပေါ်ရန်သာကြည့်ပြီးလူတစ်ယောက်ရဲ့အခြေအနေတွေနေရာတွေကိုကြောက်သူတို့ရဲ့အစမ်းအစတွေတန်ဖိုးတွေကိုရှော့မတွက်ပါနဲ့နေရာတိုင်းမှာပညာစွာရှိပါတယ်တခါတလေကျွန်တော်တို့ရှော့တက်ထားတဲ့လူတွေစီကနေအကောင်းဆုံးအကြံဉာဏ်တွေရတတ်ပါတယ်ဘယ်အခြေအနေရောက်ကိုအထင်မကြီးပါနဲ့ကိုအကောင်းဆုံးလို့ထင်နေတဲ့အချိန်မှာချားသူရဲ့တောက်ဆုံတဲ့အမိကကိုထက်သားနေတတ်ပါတယ်